တောထဲမှာလူသားတစ်ယောက်ဟာချမ်ပန်ဇီမျှဝံတွေနဲ့အတူနှစ်ပေါင်း60ကြာနေထိုင်ခဲ့ပါတယ်။သူမဟာသူတို့ကိုနာမည်ပေးခဲ့တယ်။သူတို့ရဲ့စိတ်ခံစားချက်တွေကိုလေ့လာခဲ့တယ်ပြီးတော့သိပ္ပံကဘာကိုအံ့အားသင့်စေတဲ့အမှန်တရားတွေကိုဖော်ထုတ်ခဲ့တယ်။ဒီလိုလှုပ်ဆောင်ချက်တွေနဲ့သမိုင်းကိုပြောင်းလဲခဲ့သူမကတော့ဂျိန်းကူတော်ပါ1934ခုနှစ်အင်္ဂလန်မှာမွေးဖွားလာတဲ့ဂျိန်းဟာငယ်စဉ်ကတည်းကတရိษံတွေကိုချစ်မြတ်နိုးတဲ့ကလေးတစ်ယောက်ပါတာပေမဲ့သူမမှာဘွဲတစ်ခုတောင်မရှိခဲ့ပါဘူး။1960မှာတော့သူမရဲ့စိတ်အားထက်သန်မှုစ조사အားထုတ်မှုတွေကိုသိမြင်တဲ့သိပ္ပံပညာရှင်လူဝီလီကီကသူ့ကိုအာဖရိကကိုဆေလွတ်ခဲ့ပါတယ်။ဂျိန်းဟာချမ်ပန်ဇီတွေကိုသူတေသနအတွက်အရာဝတ္ထုအဖြစ်မမြင်ဘဲမိသားစုဝင်တစ်ယောက်လိုဆက်ဆံခဲ့ပါတယ်။သူတို့ရဲ့စိတ်နေစိတ်ထားကိုလေ့လာခဲ့တဲ့ဒီနေ့မှာတော့သူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့မော်ဆန်တဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့ရပါတယ်။ချမ်ပန်ဇီတစ်ကောင်ဟာတစ်ကိုင်းကိုကရိယာအဖြစ်အသုံးပြုပြီးပရွက်စိတ်ဖမ်းနေတာကိုဂျိန်းကမြင်လိုက်ရပါတယ်။ဒါဟာကမ္ဘာပထမဆုံးမှတ်တမ်းတင်နိုင်တဲ့လူမဟုတ်တော့တတဝါရဲ့ကရိယာအသုံးပြုမှုပါပဲဒီတွေ့ရှိချက်ကလူသားတွေသာထူးခြားတယ်ဆိုတဲ့အယူအဆကိုပြောင်းလဲသွားစေခဲ့ပါတယ်အခုအခါသူမဟာအသက်60နီးပါးရှိလာပေမဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကဘာနှံ့ကိုလှည့်လည်ဟောပြောနေသေးပါသူမတီထောင်ခဲ့တဲ့ဂျိန်းကူတော်အင်စတီကျူကလည်းချမ်ပန်ဇီတွေကိုကာကွယ်ဖို့လူငယ်တွေကိုတဘာဝချစ်စိတ်မွေးဖို့ကြိုးပမ်းနေပါတယ်ဂျိန်းကူတော်ရဲ့ဘဝကနေတင်ယူစရာကစိတ်အားထက်သန်မှုနဲ့စူးစမ်းရှာဖွေမှုကမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်နေဆိုတာပါပဲသူမလိုပုံကိုယ်တွေကြောင့်ပဲကျမတို့ဟာတဘာဝနဲ့တတဝါတွေအပေါ်ပိုပြီးနားလည်လာကြပါတယ်ဒီဗီဒီယိုကို like လုပ်ပြီးတဘာဝရှိတဲ့တငယ်ချင်းတွေကို share လုပ်ဖို့မမေ့နဲ့နော်ကျမတို့လည်းဂျိန်းကူတော်ရဲ့စိတ်သက်ကိုအတူယူပြီးကဘာကြီးကိုပိုကောင်းအောင်လှုပ်ဆောင်ကြရအောင်နောက်ဗီဒီယိုအတွက် subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်